အားလုံးပဲမင်္ဂလာပါ Midnight Random Podcast ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဆိုတော့ဒီနေ့မှာကျွန်တော် topic လေးတစ်ခုရွေးထားတယ် topic ရဲ့အကြောင်းအရာကတော့ကိုချစ်တတ်ပြီလားဆိုတဲ့ topic အောက်မှာပဲရှိတယ်ကိုချစ်တတ်ပြီလားဆိုတဲ့အကြောင်းအရာလေးကိုကျွန်တော်ရွေးထားတယ်ကျွန်တော်ဘာကြောင့်ဒီ topic ကိုရွေးထားလဲဆိုတော့ကျွန်တော်တို့တွေကများသောအားဖြင့်ပေါ့နော်လူတော်တော်များများကကျွန်တော်တို့တွေကကိုချစ်တတ်ဖို့မိနေတကြတယ်ဆိုကျွန်တော်တို့မှာကိုမိထားတဲ့အချိန်တွေရှိတယ်ကိုယ်တိုင်ကတော့မပြည့်စုံမင်းနဲ့ကိုချစ်တဲ့မိသားစုတွေကိုရဲ့ partner တွေကိုရဲ့ relationship ဒီမှာကိုယ်တော့မပြည့်ဘဲနဲ့တစ်ဖက်လူကိုပဲဖြည့်ပြီးဖို့အတွက်ကျွန်တော်တို့အများအားစူးစမ်းနေခဲ့ကြတာဆိုတော့အဲ့ဒါကမှန်တယ်မှားတယ်ဆိုတာမျိုးကျွန်တော်မပြောလို့ပေါ့နော်ဒါပေမဲ့ခင်ဗျားတို့ရိုးလေးပဲတွေးကြည့်ကိုကသာတော့မပြည့်ပဲနဲ့ခင်ဗျားတို့ဘယ်လိုလုပ်သူများကိုအရင်ဖြည့်မလဲကိုဘကိုတော့ခင်ဗျားတို့မပြည့်မီပဲနဲ့သူများရဲ့ဘဝတွေမှာခင်ဗျားတို့ဘယ်လိုနေရာမျိုးကနေရှိနေမလဲဒီခင်ဗျားတို့ရဲ့ဇန္နာတွေရောဒီလိုတစ်ဖက်သားကိုဖြည့်ဆည်းပေးခြင်းတဲ့ဇန္နာတွေရောခင်ဗျားတို့အတွက်အမြဲတမ်းအဆင်ပြေနေပါမလားဆိုတာကိုခင်ဗျားတို့တွေးကြည့်ဘူးလားတကယ်ကခင်ဗျားတို့တစ်ဖက်သားကိုဖြည့်ပေးဖို့ထက်ကိုချစ်တတ်ဖို့ကိုရဲ့ဇန္နာတွေကိုအရင်ဦးစားပေးဖို့လိုတယ်လို့တော့ကျွန်တော်ကတော့မြင်တယ်ကျွန်တော်မြင်တာမှားနေမယ်မှန်နေမယ်ဒါပေမဲ့ကျွန်တော်တွေးမိသလောက်လေးကိုကျွန်တော်ပြန်ပြီးတော့ sharing လုပ်ပေးတာပါဒေဂျာတစ်ခုကကိုချစ်တတ်တဲ့လူတစ်ယောက်ကတစ်ဖက်လူကိုပြန်ပြီးတော့စိတ်လိုလက်ရပြန်ပြီးတော့ချစ်ပစ်လိုက်ဖို့ကခက်ခဲသွားတယ်လို့တစ်ဖက်လူကိုပဲစိတ်အကုန်လုံးနှစ်ထားတဲ့လူတစ်ယောက်ကကိုပြန်ချစ်ဖို့လည်းမေ့နေတတ်တယ်အဲ့နှစ်ခု balance ဖြစ်အောင်လုပ်နိုင်ဖို့ကအင်မတန်ခက်ခဲတဲ့အနည်းပညာတစ်ခုလို့ကျွန်တော်ကတော့မြင်တယ်မခင်ဗျားကအဲ့လိုအရာမျိုးကိုလုပ်နိုင်သွားပြီဆိုရင်ခင်ဗျားတဘဝလုံးရဲ့ပဲအရာမှမဆိုခင်ဗျားက life balance ကခင်ဗျားဖြစ်သွားမှာဆိုခင်ဗျား time management နေဘယ်လို management မျိုးပဲဖြစ်ဖြစ်ခင်ဗျား self love ကို management လုပ်နိုင်ခင်ဗျားလောကရဲ့တစ်ခုလုံးရဲ့ဘယ်လို management မျိုးကိုမဆိုခင်ဗျားတက်ကြွမိသားဖြစ်သွားလိမ့်မယ်